အားလုံးပဲမင်္ဂလာပါရှင် Burmese Family Album in USA နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့အားလုံးကိုခေါ်သွားခြင်းတဲ့နေရာလေးကတော့ US ရဲ့ Atlanta မြို့မှာတည်ရှိတဲ့ USS Battleship Memorial Park လေးကိုခေါ်သွားခြင်းပါတယ်အခုဝင်နေတဲ့နေရာလေးကတော့ US Submarine ပေါ့နော် World War II မှာတော့တုံးခဲ့တဲ့ရင်ကုတ်သင်္ဘောစီကိုခေါ်သွားခြင်းပါတယ်ဒါကတော့အဝင်လှေကားလေးပါစစ်သားတွေကတော့အလွယ်တကူဆင်းနိုင်ပေမဲ့ကျမတို့ကတော့ဒီနေ့မိုးရွာတဲ့အတွက်ချော်ကြမှာဆိုလို့ပေါ့နော်ဖြည်းဖြည်းချင်းဆင်းနေတာပါသမီးကတော့ကလေးပီပီစောစောစီစီအောက်ကိုရောက်နေပြီးတော့အမေကိုသဘောတွေကြာနေဖြည်းဖြည်းချင်းဆင်းနေလို့စပြီးရောက်တဲ့နေရာကတော့သူတို့ရဲ့အင်ဂျင်ကန်လေးကိုစပြီးတော့ရောက်ပါတယ်ဒီမှာဆိုလို့ရှိရင်သူတို့တာဝန်ထမ်းဆောင်ခဲ့တော့အမှတ်တရပုံလေးတွေကိုလာရောက်ကြည့်ရှုတဲ့လူတွေကိုပြသပေးထားပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဓာတ်ပုံလေးတွေကိုတွေ့ရပါတယ်တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သားတွေရဲ့ပုံတွေကိုမှတ်တရပြသပေးထားပါတယ်ကဲကောင်းလားစတာပါရှင်ကောင်းသတိထားလို့ပြောတာဒီမှာကောင်းတိုက်လိုက်လို့ရှင်မေ့သွားနိုင်တယ်ကဲဆရာမကြီးကတော့ဟိုလိုလှုပ်ဒီလိုလှုပ်နဲ့ဆက်ပြီးတော့နောက်တစ်ခါဝင်ကြပါမယ်စပြီးဝင်ချင်းညာဘက်ချမ်းမှာတွေ့ရတဲ့အခန်းလေးကတော့ဘာလဲဆိုတာစက်ကြည့်အောင်ရှင်ဒါကတော့သူတို့ရဲ့ kitchen လေးထင်တယ်စားတောက်လေးတွေတွေ့တယ်စင်လေးတွေတွေ့တယ်ဒီခန်းလေးဒီတကားလေးကတော့ပိတ်ထားတယ်ဒီကတော့ဖွင့်ထားတယ်ဒီမှာလည်းဆက်စုကြည့်တာပေါ့ဒီဘက်ကိုရောက်တယ်ဆိုလို့ရှိရင်တော့အိတ်ခန်းဆောင်လေးမှာလူ2ယောက်အိတ်လို့ရတယ်အိတ်စင်လေးကိုတွေ့တယ်ဒါဝိပီတို့လေးဒါအရာရှိတွေစားတောက်တဲ့နေရာဖြစ်မယ်ထင်တယ်ပါမုတ်လေးတွေလည်းတွေ့တယ်နောက်ပြီးတော့သူတို့ဒုတိယကမ္ဘာစစ်တုန်းကသုံးဆောင်ခဲ့တဲ့သုံးဆောင်လေးတွေကိုလည်းအမှတ်တရပြသပေးထားတယ်နောက်ထပ်အိတ်ခန်းဆောင်လေးတစ်ခုကိုလည်းထပ်တွေ့ပါတယ်အဲ့လေ2ယောက်အိတ်ခန်းလေးပေါ့နော်ဒီဘက်ခန်းမှာဆိုရင်တော့သူတို့ရရှိထားတဲ့စုတစိတ်တွေရဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေရဲ့ဓာတ်ပုံတွေကိုချိတ်ထားပါတယ်စာကြည့်စပွဲလေးလည်းရှိပါတယ်ဒီဘက်ခန်းမှာဆိုရင်တော့သူတို့အဲ့တုန်းကဝတ်ခဲ့တဲ့ uniform လေးတွေချိတ်ဆွဲတာတွေ့ရတယ်စုတစိတ်တွေပေးနေတဲ့ပုံလေးတွေလည်းတွေ့ရပါတယ်ရှင်ပုံလေးတွေ့လို့ကြည့်လိုက်တာပေါ့နော်သူတို့ရဲ့မိသားစုတွေဒါမှမဟုတ်လို့ရှိရင်လည်းဇနီးရဲ့ပုံတွေကိုတင်ထားတဲ့နေရာလေးမှာတွေ့ရတာပေါ့နော်တာဝန်ထမ်းဆောင်ရတဲ့လူတွေကအရန်ဟိုပေါ့နော်ဝါသနာကြီးမှပြီးတော့ဒီလိုသင်္ဘောပေါ်မှာစစ်သားလုပ်ပြီးတော့သွားရတဲ့အတွက်အရန်ဟိုလေးစားပါတယ်ရှင်ကျမတို့တော့မှခဏလေးဝင်လာတော့မှတက်ရှူတွေကြက်နေလို့လေပုံမှန်လူတွေမလုံနိုင်တဲ့ຢာကိုစစ်သားတွေလုံနိုင်တဲ့အတွက်အရန်ဟိုလေးစားဖို့ကောင်းပါတယ်ဒါကတော့နောက်ထပ်အိတ်ခန်းဆောင်လေးတစ်ခုပါရှင်ဒီဘက်ကဆိုလို့ရှိရင်လက်နှိပ်ဆက်လေးတွေနဲ့ကြီးနှမ်းအခန်းလေးကိုတွေ့ရပါတယ်တာဝန်ထမ်းဆောင်တဲ့လူရဲ့ပုံလေးလည်းတွေ့ပါတယ်ပြန်ခါမှာဓာတ်ပုံရိုက်မယ်လေဒါပြန်ဖွင့်ရိုက်လို့ရဓာတ်ပုံဒါကိုဗီဒီယိုလေးရိုက်ကဲဒီကတော့မိုးလေးရွာတယ်ဖဆဖွင့်ရင်မိုးလေးရောက်လာဆိုမိုးတော့တိတ်မရှိဘူးနည်းနည်းပဲရှိကနေပေါက်တယ်လေချင်းရောဟယ်လိုစားကြပါဘေကွန်နေချက်ဦးတွေပါမုတ်တွေဒုတိယကမ္ဘာစစ်ကချက်ကြီးရမှာပြင်ဆင်ချက်ပြုတ်နေတာပေါ့နော်ဒါတော့ခရူတွေစားတောက်တဲ့ dining table လေးတွေစီကိုရောက်လာတယ်ကျမလည်းဓာတ်ပုံရိုက်မလို့သွားထိုင်ကြည့်တာပေါ့နော်သမီးက no sitting ဆိုင်မုံရှိတယ်ဟိုမှာဆိုလန့်ပြီးတော့
ပြန်ထလာတာငါမတွေ့ပါဘူးလို့ဆိုင်းဘုတ်ကိုလို့ဆိုပြန်ရှာကြည့်တယ်ဘာမှလဲ no sitting ဆိုင်းဘုတ်ဆိုတော့ तू ကအမေကိုစနေတာဆိုပြီးတော့ရီပါလေရောကဲ WW2 World War II USS Drum ဒီမှာကတာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေရဲ့စည်ရင်းတွေရခဲ့တဲ့စုတစိတ်တွေကိုပြထားတာပေါ့နော်အမှတ်တရအနေနဲ့ဒီဘက်ခန်းမှာကတော့သူတို့တာဝန်ရှိတဲ့လူတွေနေကြတော့ဟိုဘက်ချမ်းကိုရိုက်မပြတော့ဘူးပေါ့နော်ဒါအိတ်ခမ်းဆောင်လေးပေါ့ crew တွေအိတ်ခမ်းဆောင်ထင်တယ်ဒါအများကြီးပဲအိတ်ရတဲ့နေရာလေးပေါ့အရှိကတော့အများသုံးတဲ့toilet လေးဖြစ်မှထင်တယ်ကျမရဲ့ရှေ့မှာလဲစစ်သားကြီးကလာပြီးတော့ငင်္ဂုတ်တင်မောကိုလာကြည့်ညာပေါ့နော်အရှိမဆိုလို့ရှိရင်ထွက်ပေါက်ကိုရောက်ရှိပြီဖြစ်တဲ့အတွက်အားလုံးပဲကြည့်ရှုရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်